နေခင်မလို့အတော်လေငါအချင်းများကိုငါကိုယ်တိုင်ပဲပြန်ရုပ်သိမ်းပြီးတော့မယ်ခဏလေးသာတို့ချစ်ခဲ့ပြီမယ်ငါလုံးသားလေးကတော့တကယ်ကိုပုံအပ်ထားပြီးတို့ချစ်ခဲ့တာအိမ်မလားငါတကယ်ဝေဝါနေတော့မယ်ကွာတကယ်တော့တဲ့ကိုခွဲတော့ငါချစ်အောင်မတကယ်စလုံးသားလေးရဲ့ဆက်ဆက်ဝဲသွားခဲ့သူကိုငါဘာလို့အဲ့လောက်ထိဆွဲလန်းနေရလဲဒီကြတော့တဲ့တို့ရဲ့ချစ်နေများကိုပြတ်တန်းတာနေရင်ရွာဟန်စင်ပြီးမသေးတဲ့မို့လို့တိုင်ကမျောလေးဆောင်စားရတယ်လို့မျိုးနေမချစ်တယ်မှန်သိပေမဲ့လေငါဘာလို့ဒီလောက်ထိဆွဲလန်းနေရလဲဆိုတော့ငါ့ကိုငါအဖြေရှာမရဘူးနေတကယ်မလို့အတော်တယ်ငါချင်များကိုငါကိုယ်တိုင်ပဲပြန်ရုပ်သိမ်းပြီးတော့မယ်ငါလေးပါတို့ချစ်ခဲ့ပေမဲ့ငါနှလုံးသားလေးကတော့တကယ်ကိုပုံရထားပြီးတို့ချစ်ခဲ့တာအိမ်မလားငါတကယ်ဝေဝါနေတော့မယ်ကွာချိန်မသိကိုပေးတော့ငါချစ်အောင်မတကယ်ဆိုနှလုံးသားလေးအားရဲ့ဆက်ဆံခွဲရခဲ့သူကိုငါဘာလို့အဲ့ဒါလောက်ထိဆွဲလန်းနေရလဲဒီကြတော့တဲ့တို့ရဲ့ချစ်နေများကိုပြတ်တန်းလာနေလေရွာဆင်ပြီးမသေးတဲ့မူကိုတိုင်ကမျောလေးဆောင်စားရတယ်လို့တကယ်ဆိုနှလုံးသားလေးရဲ့ဆက်ဆက်ဝဲသွားခဲ့သူကိုငါဘာလို့ရတဲ့လောက်ထိဆွဲလန်းနေရလဲဒီကြတော့တဲ့တို့ရဲ့ချစ်နေများကိုပြတ်တန်းလာနေရင်ရွာစင်ပြီးမသေးတဲ့မို့လို့တိုင်ကမျောလေးဆောင်စားရတယ်လို့